ဒီနေ့မှာတော့စတားလိုက်တော့ဖောက်မယ်ဗျာဒိုင်းမွန်ကလည်း4200လောက်ရှိတယ်ဆိုတော့လေဘယ်လောက်သုံးရမလဲပုံမှန်ဝယ်တော့300နဲ့ဝယ်လို့ရတယ်ဒါပေမဲ့မဝယ်ဘူးကျွန်တော်တော့ပြီးတော့ဖောက်မယ်အရင်ကလည်းဖောက်ထားဆိုတော့လေကဲလက်စကုတ်ဒါဆိုတော့စလိုက်မယ်နော်အရင်ဆုံး2ချိန်တီးလိုက်မယ်တိုက်တော့ဘာပေါက်မလဲဟာရော250တယ်မတန်လိုက်တာကွာโอเคကဲနောက်လည်း10ချိန်10ချိန်ဖြစ်နောက်တစ်ချိန်ပြောတာ sorry 90မစိုးဘူးတိုက်နော်2ချိန်မှထပ်တီးလိုက်မယ်အများကြီးမသွားဘူးဖြည်းဖြည်းချင်းပုံမှန်လေးပဲသွားမယ်ဟာရောင်ပေးပါတော့လို့ပေးပါတော့မပေးသေးဘူးလား3ချိန်ရောင်ရေးကဲ COA လေးတော့ရတယ်မစိုးဘူးကဲဆိုပေမဲ့နောက်ထပ်တစ်ချိန်ပဲသွားလိုက်မယ်နော်โอเค COA စနစ်ရတယ်မစိုးဘူးတန်တယ်နော်2ချိန်လေးပဲCOA 20ရဆိုတော့မစိုးဒါပေမဲ့စားလိုက်ရပေးတင်နေပြီနော်စားလိုက်ကပေးတင်နေတိုင်းတော့ပေးလိုက်တော့အမှ3ချိန်လောက်4ချိန်ဒီကွာ4ချိန်သွားလိုက်မယ်နော်ပေးတင်နေပြီနော်ယေးဒါပဲရသွားပြီတိုက်တို့ဘာလဲရသွားပြီရသွားပြီတိုက်တို့ရသွားပြီနောက်ဆုံးတော့ဟဲ့ဘာများပေါ့ကွာနောက်ဆုံးတော့ free air second လေးကိုရသွားပြီတိုက်တို့ free air second ကတော်တော်မိုက်တယ်နော်ဒါပေမဲ့ second တစ်ကောင်နဲ့တော့သွားပြီးတော့တူတယ်ကဲဒီနေ့တော့တိုက်တို့ဒီလောက်ပါပဲ diamond လေး4000လောက်တော့ကျန်သေးတယ်ဆိုတော့200လောက်ပဲသုံးလိုက်ဆိုတော့တန်နဲ့မစိုးဒါပေမဲ့အရှိမှလည်းဖောက်ပြထားဆိုတော့တန်တယ်လို့ပြောရမလားမတန်ဘူးလို့ပြောရမလားဘလာသားကိုပဲအောက်က comment လေးမှာမှန်သွားပြီဗျာဒီနေ့တော့ဒီလောက်ပါပဲ